စို့လေကြောင်းအမကြီးသူပုတ်ကြောင်းတို့သွားကြစို့လေကြောင်းတကားကြီးသူပုတ်ကြောင်းတို့သွားကြစို့လေကြောင်းအမကြီးသူပုတ်ကြောင်းတို့သွားကြစို့လေကြောင်းတကားကြီးတို့သက်တွေကြီးစိတ်ကလေးနဲ့ကြောင်းတော်မြတ်ဗုဒ္ဓတရားတော်သာရုကိုပြောရတဲ့ရွယ်လူမှုရေးစီးပွားရေးနဲ့လောကတန်ရာနဲ့ကျင်လဲခဲ့တဲ့တို့ရဲ့ဟာဘုရားကြောင့်သွားတဲ့ရွယ်ဥပုပ်ကြောင်းတို့သွားကြစို့လေကြောင်းအမကြီးဥပုပ်ကြောင်းတို့သွားကြစို့လေကြောင်းတကားကြီးဥပုပ်ကြောင်းတို့သွားကြစို့လေကြောင်းအမကြီးဥပုပ်ကြောင်းတို့သွားကြစို့လေကြောင်းတကားကြီးတို့သက်တွေကြီးစိတ်ကလေးနဲ့ကြောင်းတော်မြတ်ဗုဒ္ဓတရားတော်သာရုကိုပြောရတဲ့ရွယ်လူမှုရေးစီးပွားရေးနဲ့လောကတန်ရာလဲပြင်လဲခဲ့တဲ့တို့ရဲ့ဟာဘုရားကြောင့်သွားတဲ့ရွယ်ပထမအရွယ်မှာပညာရှာပြည့်စုံခဲ့တာကွယ်ဒုတိယအရွယ်မှာဥစ္စာရှာပြည့်စုံခဲ့တာကွယ်တတိယအရွယ်ဒီအရွယ်ရတော့ဒါနသီလဘာဝနာပွားရမယ်တို့ရဲ့ဟာဘုရားကြောင့်သွားတဲ့ရွယ်ပထမအရွယ်မှာပညာရှာပြည့်စုံခဲ့တာကွယ်ဒုတိယအရွယ်မှာဥစ္စာရှာပြည့်စုံခဲ့တာကွယ်တတိယအရွယ်ဒီအရွယ်ရတော့ဒါနသီလဘာဝနာပွားရမယ်တို့ရဲ့ဟာဘုရားကြောင့်သွားတဲ့ရွယ်ဒါပေမဲ့ကျောင်းအမကြီးရဲ့တို့သားသမီးတွေအိမ်မှာထားစိတ်ချရပါမလားစိတ်ချပါလုတ်သမားတွေနဲ့အလုပ်တွေများစိတ်ချရပါမလားစိတ်ချစမ်းမကျောင်းတကားကြီးရဲ့တရားနဲ့တွေ့ပါနှုတ်ဆက်မတင်နဲ့ဥပုပ်ကျောင်းတို့သွားကြစို့လေကျောင်းအမကြီးဥပုပ်ကျောင်းတို့သွားကြစို့လေကျောင်းတကားကြီးဥပုပ်ကျောင်းတို့သွားကြစို့လေကျောင်းအမကြီးဥပုပ်ကျောင်းတို့သွားကြစို့လေကျောင်းတကားကြီးတို့သက်တွေကြီးစိတ်ကလေးနဲ့ကြောင်းတော်မြတ်ဗုဒ္ဓတရားတော်သာရုကိုပြောရတဲ့ရွယ်လူမှုရေးစီးပွားရေးနဲ့လောကတန်ရာနဲ့သင်လဲခဲ့တဲ့တို့ရဲ့ဟာဘုရားကြောင့်သွားတဲ့ရွယ်ပညာရှာပြည့်စုံခဲ့တာကွယ်ဒုတိယရွယ်မှာဥစ္စာရှာပြည့်စုံခဲ့တာကွယ်တတိယရွယ်ဒီအရွယ်ရတော့ဒါနသီလဘာဝနာပွားရမယ်တို့အရွယ်ဟာဘုရားကြောင့်သွားတဲ့ရွယ်ဒါပေမဲ့ကျောင်းအမကြီးရဲ့တို့သားသမီးတွေအိမ်မှာထားစိတ်ချရပါမလားစိတ်ချပါလုတ်သမားတွေနဲ့အလုပ်တွေများစိတ်ချရပါမလားစိတ်ချစမ်းမကျောင်းတကားကြီးရဲ့တရားနဲ့တွေ့ပါနှုတ်ဆက်မတင်နဲ့ဥပုပ်ကျောင်းတို့သွားကြစို့လေကျောင်းအမကြီးဥပုပ်ကျောင်းတို့သွားကြစို့လေကျောင်းတကားကြီးဥပုပ်ကျောင်းတို့သွားကြစို့လေကျောင်းအမကြီးဥပုပ်ကျောင်းတို့သွားကြစို့လေကျောင်းတကားကြီးတို့သက်တွေကြီးစိတ်ကလေးနဲ့ကြောင်းတော်မြတ်ဗုဒ္ဓတရားတော်